မေတ္တာဆူရင်တိတ်ချဖို့ကောင်းတယ်။ဒါကြောင့်လည်းမေတ္တာမဆူးစေနဲ့။တစ်ဖက်သားရဲ့စေတနာမေတ္တာတွေကိုတန်ဖိုးမထားရင်တောင်မှမစောသားမိပါစေနဲ့။အတိအမှမပြုရင်တောင်မပြည့်မားမိပါစေနဲ့။ပြီးတဲ့သူကမေတ္တာစိတ်မေတ္တာမှန်နေတယ်ဘဝအဆက်ဆက်ဝေကျွေးခံရတတ်တယ်။သူကဘာမှမသိပါဘူးဆိုပြီးတဘဝတောင်းစားရေးကိုမမျှော်ဖို့နဲ့တန်တရားအတွက်အကျွေးတစ်ခုတဲမှတ်သွားပြီလို့သာမှတ်အကျွေးပဲယူပြီးပြန်မပြီးလဲရတယ်ဆိုပြီးမသိတယ်လို့မနေပါနဲ့လောကမှာကြောက်စရာအပေါင်းဆုံးအကျွေးပါအလို့အကျွေးမျိုးမဆိုလဲတစ်ပတ်လူစီကယူပြီးမသိတယ်လို့နေလို့ရပါမယ်နောက်ဘဝအထိဝေကျွေးတွေပါသွားတတ်ပါတယ်မေတ္တာနဲ့ထုံနည်း၎င်းပါလေမေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာလောကမှာမရှိဘူးမေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲရှိအဲ့ဒီထဲမှာသင်မပေါ်ပါစေနဲ့မေတ္တာစုရင်နှုတ်ဝခတ်ပါနဲ့တပတ်သားရဲ့မေတ္တာစေတနာကိုလည်းအတိမတ်မပြုတဲ့ပြင်နာကျင်အောင်ဝမ်းနေအောင်စိတ်တိခိုက်အောင်နောက်တော့ရုပ်ပိုင်းဆိုင်ရာအထိပါစော်သားမိရင်သူနဲ့တန်တဲ့အကျိုးကိုတန်မြန်ခံရတတ်တယ်ဆိုတော့မမေ့ပါနဲ့တေပြုသမျှရာရာဟာဘယ်သူမှမသိဘူးဆိုရင်တော့တိစိတ်ကိုတင်ညာတော့မရဘူးဒါကြောင့်လေမေတ္တာပေးတဲ့သူကိုမေတ္တာနဲ့မတုံ့ပြန်ခြင်းတော့အတိမတ်ပြုပေးပါမေတ္တာဆိုရင်ဘဝတစ်လျှောက်လုံးဘာလို့တင်ညှို့ခဲ့တဲ့တစ်ဖက်လူအပေါ်မှာအပြစ်မှုတိုင်းကလည်းဝေကျွေးတွေပြန်ရတတ်ပါလေ